သူသည်လမ်းမပေါ်ရှိအင်အားအပြင်းဆုံးဆိုင်ခဲစီးသူအဖေနမကြီးကဲ့သို့ဖြစ်သည်မီးလျံလိုလင်းမြန်းပေါ်အချိန်နဲ့မီးလိုပူပြင်းသည့်စွမ်းအားဖြင့်သူ၏စီးနှင်းနီးစနသည်မိမြေစီးစင်းတကဲ့သို့ပြေရော့ချောင်းမိလာသည်လူများထူထပ်သည့်လမ်းများပေါ်တွင်တောင်သူသည်ရေခဲပေါ်တွင်စကိတ်စီးသလိုရင်ကြားများတဲ့ကိုလွယ်ကူစွာဖြတ်တန်းသွားနိုင်ခဲ့သည်နေရာရောက်သွားချိန်တွင်သူရဲ့ဆိုင်ကယ်ပေါ်မှဆင်းသက်ပုံကအဆင့်တစ်ဆင့်ကွာခြားသည့်အန်ဖွဲအဆင့်ချနေသည်10 မိနစ်မပြည့်ခင်ပို့ဆောင်မှုရှစ်ကျင်ကိုပြီးမြောက်စေပြီးဂင်းမစ်စံချိန်အသစ်တစ်ခုထပ်မံချိုးဖျက်ခဲ့သည်သို့သောယနေ့တွင်အဲဒမ်ဟုခေါ်သောဒီနမကြီးပို့ဆောင်ရေးလူငယ်သည်လုံးဝမီးတိုင်နှဖီးနှင့်လက်လွတ်လောက်ရန်ဆုံးဖြတ်ခဲ့သည်သူ့အတွက်ဆိုင်ကယ်သည်အသက်မွေးဝမ်းကြောင်းအတွက်သာဖြစ်ပြီးအများတန်းအိမ်မက်မှာလီးပြီးရန်ဖြစ်ခဲ့သည်အဲ့ဒီညတွင်မြို့ရှိဆိုင်ကယ်သမားများကသူ့အတွက်အလွန်ကြီးမားသည့်နှုတ်ဆက်ပွဲတစ်ခုကျင်းပပေးခဲ့သည်လူတိုင်းကကိုပိုင်အထူးဆိုင်ကယ်များနှင့်စတန်ပြကွက်များဖြင့်သူ့ကိုဂုဏ်ပြုခဲ့ကြသည်ရင်းထစ်ရဲများတောင်အသက်ရှူတက်တာသွားကြသည်နေ့စဉ်သူ့ကိုအချိန်မြန်ကြောင်းထိုင်ခွေလိုက်ဖမ်းเสียရမလို့တော့ပဲဖြစ်သွားသောကြောင့်ဖြစ်သည်နောက်နေ့တွင်အဲဒမ်သည်မိမိအိမ်မက်ကားကိုဝယ်ယူပြီးတက္ကစီမောင်းသူဖြစ်လာခဲ့သည်ပထမဆုံးစီးနှင်းခရီးတွင်ပင်လေဆိပ်သို့အလွန်အရေးကြီးစွာအချိန်မီရောက်ရမည့်ခရီးသည်တယောက်ကိုတွေ့ရသည်ထို့သူကမိနစ်20အတွင်းလေဆိပ်ရောက်အောင်ပို့ပေးပါဒီမှာအချိုးငွေဟုပြောကငွေထုတ်ကြီးတစ်ခုကိုလက်အပ်ပေးသည်အဲဒမ်ကစိတ်မပူပါနဲ့လုံခြုံရေးခါဘက်ချိတ်ပြီးခရီးကိုအပန်းပြေစွာခံစားလိုက်ပါဟုပြောလိုက်သည်ထို့နောက်ပန်နယ်ပေါ်ရှိခလုတ်တစ်ခုကိုနှိပ်လိုက်သည်ကားအောက်မှာဂျက်လေးလုံးထွက်လာပြီးအထူးမောင်းနှင်စနစ်တက်ဆင်မှုကြောင့်တက္ကစီသည် professional ပလန်ကားတစ်စီးအဖြစ်ပြောင်းလဲသွားသည်အဲဒမ်သည်လုံခြုံရေးခါဘက်ချိတ်ကအချိန်တိုင်းတာဆက်ကိုတတ်မှတ်ပြီးအင်ဂျင်ပက်ဒယ်ကိုပြင်းပြင်းထန်ထန်နှိပ်လိုက်သည်အင်ဂျင်ဤဆူညံတန်ကြောင့်လမ်းမကြီးတောင်တုံ့လုပ်ပါသည်မြို့ရင်းလက်များလူထုထပ်နေတော့လဲတစ်စက်တန်တောင်မရော့ပဲရင်ကြားတွေကိုလေကိုဖြတ်တန်းသလိုကွေးကောက်ကြော်လွှားသွားသည်အချိန်တိုင်းနဲ့ကရိယာသည်အနီရောင်စုံထိထိုးတက်သွားချိန်တွင်ရင်းထစ်ရဲများကမိုးရွာနေသည့်အတွင်းဘီယာတော့ပြီးအပန်းဖြေနေကြသည်ထိုအချိန်တွင်အဖြူရောင်မီးတန်းတစ်ခေါင်းလေးရက်တစ်ဖြတ်ဖြတ်တန်းသွားကသူတို့ရဲ့ရေဒါဇက်ကိုတောင်လေဖိအားကြောင့်ပျက်စီးစေခဲ့သည်ကားသည်အဝေးပြေးလမ်းမကြီးကိုရောက်တည်နေပြိုင်မြင်းတစ်ကောင်လိုလွတ်လပ်စွာပြန်သွားသည်ဘေးနောက်မှာကာဝါဆာကီစူပါဘိုက်တစ်စီးက280ကီလိုမီတာနှုန်းဖြင့်လမ်းမကိုအုပ်စိုးနေသည်ဟုထင်နေချိန်တွင်အဲဒမ်၏တက္ကစီသည်မီးတိုင်မီးတန်းတောင်မမြင်နိုင်အောင်အရှိန်နဲ့ကြော်တက်သွားသည်ခရီးသည်၏နှလုံးခုန်တန်းသည်တဖြည်းဖြည်းမြင့်တာသွားသည်တက္ကစီသည်လေလိုပြန်နေတဲ့ကဲ့သို့ဖြစ်လာသည်နောက်ဆုံးတွင်14မိနစ်30စက္ကန့်အတွင်းလေဆိပ်ကိုရောက်ရှိသွားသည်ခရီးသည်ကကားမှဆင်းချိန်မှာလမ်းဘေးပေါ်မှာပင်အန်ချရသည်